ကလေးတွေရှိတဲ့မိဘပဲဆိုရင်ဒီဗီဒီယိုလေးကိုကြုံသွားတယ်နော်ဒီချာလေးကြည့်သွားပေးပါဘာဖြစ်လို့လဲဆိုတော့ကလေးတွေကမြင်တာမမြင်တာကိုသူတို့ကောင်းကောင်းမပြောတတ်ပါဘူးအဲ့ဒါကြောင့်မလို့မိဘတွေနဲ့တတိထားတဲ့အထင်ကိုကျွန်မဒီဗီဒီယိုလေးကိုလုပ်ပေးလိုက်တာပါကျွန်မကတော့မြန်မာဆက်သက်စစ်စစ်ပြီးတဲ့မြန်မာကျွဲစစ်ဆရာမတယောက်ပဲဖြစ်ပါတယ်ကျွန်မဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့ကလေးတွေကိုဘယ်ရွယ်တိုင်းစတင်ပြီးတော့မျက်စိစစ်စစ်တင်လဲဆိုတဲ့အကြောင်းလေးကိုပြောပြမယ်နော်အဲ့ဒါကတော့ကလေးတွေကိုမွေးကင်းစားကြရတိုင်းပြီးတော့မျက်စိတစ်ခုစီအောင်နဲ့ပြသပြီးတော့တေချာစစ်စစ်တင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဝီကင်စာအားလိုက်ပြီးတော့3လအတွင်းမှာညလုံးကဖွံ့ဖြိုးနေစေပေါ့နော်ဖွံ့ဖြိုးနေစေအချိန်ပေါ့3လပြည့်ပြီဆိုတာနဲ့ကလေးတွေရဲ့ညလုံးရဲ့ဖွံ့ဖြိုးမှုကဒါလုံးပဲဖြစ်သွားပြီအဲ့ဒီအချိန်မှာကျမတို့ကမျက်စိတစ်ခုစီဆရာဝန်နဲ့တက်တာလို့ကလေးတွေယောဂညလုံးရဲ့ယောဂရှိမရှိအာရုံကောင်းမကောင်းဉာဏ်ပါဝါအမြင်လိုမလိုဆိုတာကိုဒီစားဆက်သက်စစ်ဆေးဖို့လိုအပ်ပါတယ်။အဲ့ဒီအချိန်မှာယောဂရှိနေဆိုရင်မျက်စိအထူးဆရာဝန်နဲ့ဒီချာပြသပြီးတော့ဥတာတင်ပါတယ်။တကယ်လို့မှမဟုတ်ဘူး။ယောဂတော့မရှိမနေဘူး။သူ့မှာမျက်မှန်ပါဝါလိုနေတယ်ဆိုလို့ရှိရင်လည်းမျက်မှန်ပါဝါကိုစမ်းသပ်စစ်ဆေးပြီးတော့ဘယ်ပါဝါလိုတလဲလိုအပ်တဲ့ပါဝါကိုတက်တက်ပါတယ်။အနုပါဝါလိုနေသလားအပေါင်းပါဝါလိုနေသလားဆလင်နာပါဝါလိုနေသလားလိုအပ်တဲ့ပါဝါကိုဒီချာတက်တက်ပါတယ်နော်။ပါဝါနေတာများတာတွေကအဓိကမဟုတ်ပါဘူးအဓိကကဘာလဲကလေးရဲ့မျက်လုံးမှာလိုအပ်တဲ့ပါဝါ900ဆို900 200ဆို200 300ဆို300ဘယ်လိုပါဝါပဲလိုအပ်တာကိုတေချာလေးတက်ပါနော်မဟုတ်ဘူးရှင်ကလေးကငယ်လေးကလေးအတိုင်းတက်ဖြစ်နေနေပဲအသက်ကြီးကမှမမြင်ရတော့ဘူးဆိုတဲ့အချိန်ကျမှစမ်းသက်ပြီးတော့တက်မယ်ဆိုရင်အဲ့ဒီအချိန်မှာဆိုရင်သူ့ရဲ့အမြင်အာရုံကကျဆင်းနေပဲဖြစ်ပါလိမ့်မယ်အဲ့ဒါကြောင့်မို့အဲ့လိုဖြစ်မသွားအောင်လို့ငယ်လေးကလေးအတိုင်းတက်နေဆိုတဲ့အကြောင်းကိုလာပြီးတော့ share လုပ်တာပါတချို့မိဘတွေကပြောလိမ့်မယ်ဘာလို့ငါတို့ကလေးကငယ်ငယ်လေးနဲ့တက်ရမှာလဲမလိုပါဘူးကွာဆိုတာမျိုးဖြစ်လာမှာဆိုလို့တခြားလေးရှင်းကြမယ်နော်အဲ့ဒါဘာလဲဆိုတော့ကလေးတွေကမြင်တာမပြောတတ်တဲ့ခါကျတော့မိဘတွေလည်းတခြားကူးစိုက်တဲ့အကြောင်းလေးတွေကဘာလဲဆိုတော့ကလေးတွေကအနီးပုံဆိုလို့ရှိရင်တော့သူတို့ကအနီးကိုမှုံပြီးတော့အဝေးမှာသူတို့မြင်နေတဲ့အတွက်သူ happy ဖြစ်နေတယ်ဘာမှမသိဘူးအဝေးပုံဆိုလို့ရှိရင်အနီးမှာမြင်နေတဲ့သူတို့အဝေးကိုမှုံနေတဲ့အတွက်သူတို့အဝေးကိုကောင်းကောင်းမကြည့်ဘူးအဲ့လိုမျိုးတွေဖြစ်လာနိုင်တယ်အဲ့တော့မိဘတွေလည်းခုကလေးကပုံမှန်ဖြစ်နေလားစာကြည့်တာပုံမှန်ဖြစ်နေလား TV ကြည့်တာပုံမှန်ဖြစ်နေလားတချို့ကလေးတွေဆိုရင်အဝေးပုံဖြစ်တဲ့အတွက် TV ကိုအဝေးရမကြည့်နိုင်ဘူးမကြည့်နိုင်တဲ့အတွက်သူကဘယ်လိုလုပ်လဲဆိုတော့ကတ်ပြီးတော့ကြည့်တယ်အနည်းပုံကလေးတွေကြတော့ဒီလိုကစာလို့ဒီလိုမမြင်နိုင်ဘူးမမြင်နိုင်တဲ့အခါကျတော့သူကကတ်ပြီးတော့ကြည့်တယ်အဲ့တော့ဘယ်လိုအခြေအနေမျိုးဖြစ်နေတယ်ကလေးတွေကထူးခြားချက်တွေရှိနေသလားဒါဆိုရင်မျက်စိတစ်ခုစီအောင်လည်းတခြားပြတဲ့သလားငါတို့ဘာဆက်လုပ်တယ်လဲဆိုပြီးတော့မိဘတွေနဲ့တခြားတွေးတောစဉ်းစားစီတင်ပါတယ်ရှင်ကလေးတွေကိုမျက်မှန်လို့ရင်ငငယ်ကလေးတွေတက်တဲ့နေမတက်တဲ့ဘူးဆိုတာမျိုးဖြစ်မှာဆိုလို့ကျမကဒီဗီဒီယိုလေးကိုလုပ်ပေးရခြင်းဖြစ်ပါတယ်မျက်မှန်လူတွေဆိုရင်မျက်မှန်တက်ပါမဟုတ်လို့ရှိရင်မိမိတို့ကလေးအမြင်အာရုံကျဆင်းတာမှငါတို့မလုပ်လိုက်ရခြင်းဆိုတဲ့နောင်တာမျိုးမဖြစ်အောင်ပါရှင်ကျေးဇူးများတင်ပါတယ်နော်